ဆရာလေတွင်သားစောချစ်ကဘာပြောလဲဆိုတော့အချစ်ဆိုတာစေတနာတဲ့ကြည့်ပါအောင်ဗျာဘလောက်တောင်တိမ်မွေ့လိုက်တဲ့စကားလုံးမျိုးလေသူကြိုက်တတ်တာလေးတွေကိုတွေ့ရင်သူ့ကိုချက်ချင်းသတိရမိသွားတာမျိုးကလည်းချစ်ချင်းညစ်တာပဲတဲ့